ဆရာတော်ဗျာဖျားတပြည့်တော့သိရှိလို့တဲ့ဝိပဿနာပိုင်းဆိုင်ရာဓမ္မမေကွန်းများကိုမေးလျှောက်လိုပါဖြင့်မေးလျှောက်ခွင့်ပြုတော်မှာဗျာဆရာတော်ဗျာတတိပဌာန်ကျင့်စဉ်နဲ့နိဗ္ဗာန်ရအောင်ပြုလုပ်နိုင်တယ်လို့သိရှိရပါတယ်ဗျာတပည့်တော်လူသားများအနေနဲ့လူမှုဘဝမှာလက်တွေ့အသုံးချနိုင်မယ်တတိပဌာန်ကျင့်စဉ်များရှိရင်မိန့်ကြားတော်မူပါဗျာဘုန်းကြီးတို့မြတ်စွာဘုရားဟောတဲ့ကျမ်းဂန်ဒေသနာများဟာပါဠိလိုရေးထားတဲ့ကျမ်းဂန်တွေဖြစ်တဲ့အတွက်တာမန်လူသားတွေအနေနဲ့ဒုနဲ့မဆိုင်ဘူးဒုအတွက်မဟုတ်ဘူးလို့ရေပုံရအားဖြင့်အဲ့ဒီလိုပဲထင်တတ်ကြပါလေအမှန်ကတော့မြတ်စွာဘုရားသူသက်တော်ထင်ရှားရှိစဉ်တုန်းကအဲ့ဒီအချိန်မှာအာလုံးနားလည်လွယ်မဲ့ပါဠိလိုဟောခဲ့ပေမဲ့တကယ်တမ်းကျတော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာဝိပဿနာကျင့်စဉ်ကျင့်လို့တဲ့ပုဂ္ဂိုလ်များအတွက်သာမဟုတ်ပါဘူးလူမှုဘဝလက်တွေ့ကျင့်စဉ်မှာလည်းပဲအသုံးကျတဲ့တရားတော်တွေဖြစ်ပါတယ်အသုံးကျမှမသိကြလို့မြတ်စွာဘုရားတရားတော်တွေနဲ့လူတွေနဲ့ကင်းကွာနေကြတာပါအဲ့ဒါကိုယခုမေကွန်းအရာလူမှုဘဝဝန်းကျင်မှာမြတ်စွာဘုရားတရားတော်တွေဘယ်လိုနည်းနဲ့အသုံးချလို့ရတယ်လဲဆိုတဲ့အသုံးချပုံအသုံးချနည်းလေးကိုဘုန်းကြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်တတိပဋ္ဌာန်ဆိုတာဘာလို့တာလဲမေးရင်သတိထားတာပါပဲဒီတော့အခြားသောအကြောင်းအရာတွေမပြောခင်မှာတတိလေးထားနေလိုက်ရင်ဘလောက်အထိလက်တွေ့ဘဝလူမှုဝန်းကျင်မှာအသုံးကျတယ်ဆိုတာအားလုံးသဘောပေါက်ပါလိမ့်မယ်ဘာပဲလို့တတိလေးထားဘာပဲပြောကိုပြောတဲ့စကားပေါ်မှာတတိလေးထားစိတ်ထဲမှာဘာတွေပဲတွေးဘာတွေပဲကြံဘာတွေပဲစိတ်ကူးကိုတွေးတဲ့ကြံတဲ့စိတ်ကူးတဲ့အကြောင်းအရာကလေးကိုတတိလေးထားပြီးတော့ကြည့်တတိထားတယ်ဆိုတာဘာလို့တာလဲဆိုတော့တတိထားကြည့်တာသိပေးနေတာပေါ့သိပေးနေတာကိုလုံးတဲ့အရာဝတ္ထုတစ်ခုကိုသိနေတယ်ပါရင်လည်းမှန်မှန်သိတယ်မှားရင်လည်းမှန်မှန်သိတယ်ကိုပြောတဲ့စကားတစ်ခုကိုသိနေတယ်မှားရင်လည်းမှန်မှန်သိတယ်မှန်ရင်လည်းမှန်မှန်သိတယ်ကိုတွေးနေတဲ့အတွေးကလေးတစ်ခုကိုသိနေတယ်မှားရင်လည်းမှန်မှန်သိတယ်မှန်ရင်လည်းမှန်မှန်သိတယ်အဲ့ဒီလိုသိပေးနေတာသိအောင်ကြိုးစားနေတာသတိလေးထားနေတာအဲ့ဒါဟာပါဠိလိုတော့သတိပဋ္ဌာန်လို့ခေါ်ပါတယ်အဲ့ဒီတစ်လုံးနဲ့တည်းပဲအရာတိုင်းမှာသတိလေးကတ်ထားရင်အရာတိုင်းကိုစိတ်ထက်ကသိပေးနေရင်ဘလောက်အထိကျေးဇူးများတယ်ဆိုတာသဘောပေါက်ပါလိမ့်မယ်နည်းနည်းလေးချက်ပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကသတိပဋ္ဌာန်ကျင့်စဉ်ရဲ့အကျိုးတရားကိုဖော်ပြတဲ့နေရာမှာတတ္တနာဝိသုဒ္ဓိယတတ္တဝါတွေအတွက်စင်ကြယ်ခြင်းဆိုတဲ့အကျိုးတစ်ခုရပါတယ်တဲ့သောကပရိဒေဝနာသမတိကမာယသောကဆိုတဲ့ဆိုရင်ခြင်းပရိဒေဝဆိုတဲ့ငိုကြွေးခြင်းအဲ့ဒီတရားတွေမှလည်းပဲအဲ့ဒီမကောင်းတဲ့ဖြစ်စဉ်တွေမှလည်းပဲလွန်မြောက်နိုင်ပါတယ်တဲ့ဒုက္ခဒေါမနတနာအထေကမာယဒုက္ခသရာကကိုယ်ဆင်းရဲခြင်းဒေါမနတသရာကစိတ်ဆင်းရဲခြင်းအဲ့ဒီအဖြစ်ဆိုးမျိုးတွေမှလည်းပဲကျော်လွှားနိုင်ပါတယ်တဲ့ဒါကဘုန်းကြီးတို့လောကရဲ့လူမှုဘဝဝန်းကျင်မှာရရှိတဲ့အကျိုးတွေပါပဲကျန်တဲ့အကျိုးတွေကတော့မညာဖွညာရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါကတော့လောကုတ္တရာပိုင်းဆိုင်ရာအကျိုးတွေပေါ့လေနော်ဒီတော့ခဏမေးတဲ့မေးခွန်းနဲ့ပတ်သက်တော့လောကအကျိုးကိုပဲဘုန်းကြီးသိကြကွက်ပြီးတော့ပြောပါမယ်ဒီတော့နံပါတ်1အကျိုးကပါလေတတ္တဝါတွေစင်ကြယ်ခြင်းအကျိုးရှိတယ်ဒေသနာတော်လိုရပြောမယ်ဆိုလို့ရှိရင်စင်ကြယ်တာဘာစင်ကြယ်တာတော့စိတ်တွေစင်ကြယ်တာစိတ်တွေစင်ကြယ်တယ်ဆိုတာဘာဖြစ်တာတော့ဒီတော့စိတ်တွေစင်ကြယ်တယ်ဆိုတာဘာဖြစ်တာတော့လို့မပြောခင်မှာ
စိတ်တွေညင်နွမ်းနေတယ်ညင်နွမ်းတာဘာဖြစ်တာတော့ဒါလေးကိုဖြစ်ဆက်ပြီးတော့ပြောရမှာပေါ့လေဒီတော့စိတ်ဟာတခါတခါညင်နွမ်းတယ်တခါတခါစင်ကြယ်တယ်လူလောကအနေနဲ့ပြောမယ်ဆိုရင်တခါတခါစိတ်ဆင်းရဲတယ်တခါတခါစိတ်တွေချမ်းသာတယ်ဒီလိုပြောကြတယ်ဒီတော့စိတ်ဆင်းရဲတယ်ဆိုတာဘာလို့စိတ်ချမ်းသာတယ်ဆိုတာဘာလို့အဓိပ္ပာယ်ကိုရှာကြည့်လိုက်မယ်ဆိုရင်စိတ်ဆင်းရဲတယ်ဆိုတာစိတ်ထဲမှာကိလေသာတရားတွေဖြစ်နေတာကိုပြောတာကိလေသာတရားတွေဖြစ်နေရင်စိတ်ကညှဉ်းနှွမ်းနေတာပဲကိလေသာတရားတွေကင်းစင်စိတ်ကချမ်းသာနေတာပဲဒီတော့လောကအနေနဲ့ပြောခြင်းပြောကြမှာပေါ့လေနော်ဟာတပည့်တော်ကကိလေသာရှိတယ်အဲ့ဒီကိလေသာနဲ့ပဲတပည့်တော်စိတ်ချမ်းသာနေတယ်သားနဲ့သမီးနဲ့ဇနီးနဲ့ခင်ပွန်းနဲ့စိန်နဲ့ရွှေနဲ့ဒီအာယုန်တွေကိုခံစားရင်းနဲ့တပည့်တော်စိတ်ချမ်းသာနေတယ်ဒါကိလေသာရှိရဲ့တန်းလန်းနဲ့စိတ်ချမ်းသာနေတာမဟုတ်ဘူးလားဒီလိုမေးစရာရှိတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီကိလေသာတန်းလန်းနဲ့စိတ်ချမ်းသာခြင်းဟာတကယ်စိတ်ချမ်းသာခြင်းအစစ်မဟုတ်ပါဘူးအဲ့ဒီစိတ်ချမ်းသာခြင်းရဲ့နောက်မှာတောကဆိုတဲ့စိုးရင်ရမှုတွေရှိတယ်ပရိဒီဝါဒတဲ့ငိုကြွေးရမှုတွေရှိတယ်အိဒါမစ္စရိယလို့ခေါ်တဲ့မနာလိုမှုတွေရှိတယ်ငိုတုံမှုတွေရှိတယ်ဒုက္ခဒေါမနတလို့ခေါ်တဲ့သူတို့နဲ့ပတ်သက်တဲ့ကိုယ်ဆင်းရဲမှုတွေရှိတယ်စိတ်လုံးမကြားတဲ့အခါများဆိုလို့ရှိရင်စိတ်ဆင်းရဲမှုတွေရှိတယ်ဒါတွေကဘာကြောင့်တော့အခုနပြောခဲ့တဲ့ကိလေသာကြောင့်ကိလေသာရှိနေတဲ့ပုဂ္ဂိုလ်တရားဟာဘလောက်ပဲစိတ်ချမ်းသာတယ်ပြောပြောချမ်းသာခြင်းအစစ်မဖြစ်ဘူးကိလေသာနဲ့စိတ်ချမ်းသာနေခြင်းဟာချမ်းသာခြင်းအစစ်ဟုတ်ကိုမဟုတ်ဘူးကိလေသာနဲ့ပျော်နေခြင်းဟာတကယ်အပျော်စစ်စစ်ဟုတ်ကိုမဟုတ်ဘူးအဲ့ဒီကိလေသာနဲ့ပျော်ခြင်းရဲ့နောက်ွယ်မှာစိတ်ဆင်းရဲစရာတွေတပုံကြီးပဲအဲ့ဒါကြောင့်မလို့လောကလူသားတွေကတဏှာကိလေသာနဲ့ပျော်နေခြင်းကိုတကယ်အပျော်အစစ်လို့ထင်နေကြတယ်သေသေးချာချာတွေးကြည့်ပါဒါတကယ်အပျော်အစစ်မဟုတ်ပါဘူးဒါဖြင့်တကယ်အပျော်အစစ်တကယ်စိတ်ချမ်းသာခြင်းအစစ်ကပါလေအဲ့ဒီကိလေသာတွေကိုစင်ကြယ်အောင်ပြုလုပ်နိုင်မှလုံးဝမစင်ကြယ်ရင်တောင်မှလုံးဝကင်းစင်မသွားရင်တောင်မှအဲ့ဒီကိလေသာတွေယော့သွားမှကိလေသာဆိုတာဘာတွေလဲဆိုတော့တူတူချင်းချင်းပြောမယ်ဆိုရင်တဏှာကိလေသာဒေါသကိလေသာမောဟကိလေသာအာယုန်တစ်ခုကိုလိုချင်နေတာတဏှာကိလေသာပဲမရလို့စိတ်ညစ်နေတာဒေါသကိလေသာပဲအမှန်တမ်းမဆုံးဖြတ်နိုင်တဲ့တွေ့ဝေမိုင်မဲမှုတွေဟာမောဟကိလေသာပဲအဲ့ဒီကိလေသာ၃မျိုးဟာတကယ်အရင်ခံကိလေသာတွေအဲ့ဒီကိလေသာ၃မျိုးရှိရင်ဉာဏ်တဲ့ကိလေသာတွေလည်းပဲအလိုလိုဝင်လာတာပဲအဲ့ဒီကိလေသာတွေရှိနေရင်ဘလောက်ပဲပျော်ပျော်အဲ့ဒီအပျော်ရဲ့နောက်မှာစိတ်ဆင်းရဲမှုတွေတန်းစီပြီးတော့လိုက်လာတယ်အဲ့ဒါကြောင့်ဒီအပျော်ဟာအပျော်စစ်မဟုတ်ဘူးအဲ့ဒီချမ်းသာဟာချမ်းသာစစ်မဟုတ်ပါဘူးဒါကြောင့်မြတ်စွာဘုရားကသတ္တနာဝိသုဒ္ဓိယမင်းတို့တကယ်ချမ်းသာစစ်လိုချင်တယ်ဆိုလို့ရှိရင်ကိလေသာကင်းအောင်လုပ်ဟာတပည့်တော်ကလူသားတွေကိလေသာမကင်းနိုင်ဘူးမကင်းနိုင်ရင်လည်းပဲကိလေသာနည်းအောင်လုပ်ကိလေသာပါအောင်လုပ်နေရကမှာကိလေသာကိုရှေ့တန်းမတင်နဲ့ကိလေသာကိုနည်းအောင်ပါအောင်ဘာနဲ့လုပ်မလဲတတိနဲ့လုပ်တတိဆိုတဲ့နေရာမှာဒီနေရာမှာတမ္မာအဖြစ်ပြောရင်တော့တတိပေါ့ဒါပေမဲ့တတိရဲ့နောက်မှာသမာဓိပါတယ်ပညာပါတယ်တိက္ခာစာမှာတော့တတိလို့ခေါ်တယ်အဲ့ဒီအတိကလေးခိုင်မာသွားရင်သမာဓိလို့ခေါ်တယ်အဲ့ဒီသမာဓိလေးခိုင်မာတဲ့အချိန်မှာအမှန်ကိုမှန်တိုင်းသိနိုင်လာတယ်သဘောပေါက်လာတယ်
အဲ့ဒီမှန်ကုန်မှန်တဲ့သိတဲ့သဘောပေါက်တဲ့သဘာဝလေးကိုပညာလို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့တတိတာကိန်းပေးသိတာသိပေးသိပေးနေရင်တတိဖြစ်တယ်အဲ့ဒီအသိကလေးခိုင်မာလာရင်သမာဓိဖြစ်တယ်အဲ့ဒီသမာဓိလေးခိုင်မာလာရင်သဘောပေါက်လာတယ်သဘောပေါက်လာရင်ပညာဖြစ်တယ်အဲ့ဒါသတိပဋ္ဌာန်ရဲ့အဓိပ္ပာယ်ဟာတတိပဋ္ဌာန်လို့ဆိုပေမဲ့လို့လည်းပဲတတိတစ်ခုတည်းကွက်ပြီးတော့ယူလို့မရဘူးတတိရဲ့သမာဓိရဲ့ပညာရဲ့ဆိုပြီးတော့တရား၃မျိုးကိုပေါင်းပြီးတော့ယူရတာပါမြတ်စွာဘုရားကတတိပဋ္ဌာန်ပါဠိတော်ကိုဟောတဲ့နေရာမှာတတိကစဟောပေမဲ့နောက်ပိုင်းမှာပညာစခန်းအထိဟောပေးထားပါတယ်အဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်ကိန်းနဲ့ဆိုတာတတိသမာဓိပညာလုပ်ငန်း၃မျိုးကိုပြုလုပ်နေခြင်းပဲလို့အဲ့ဒီလိုမှတ်ရမှာပါအဲ့ဒီတော့တတိပဋ္ဌာန်ကိန်းပေးထားခြင်းအပြင်တနည်းအားဖြင့်အရာရာတိုင်းကိုသိပေးနေခြင်းအပြင်တတိထားပေးနေခြင်းအပြင်တဏှာကိလေသာဖြစ်เสียအာယုံတွေ့ပေမဲ့လို့လည်းပဲတဏှာဖြစ်เสียအာယုံအပေါ်မှာလွန်ခဲ့တဲ့တဏှာတွေမဖြစ်တော့ဘာဖြစ်လို့မဖြစ်တယ်လဲကိုယ်ကသိနေလို့တတိထားနေလို့တတိမထားရင်တော့လွန်လွန်ကဲကဲကိလေသာတွေဖြစ်သွားမှာပဲလွန်ခဲ့တဲ့တဏှာလည်းဖြစ်သွားမှာပဲလွန်ခဲ့တဲ့ဒေါသလည်းဖြစ်သွားမှာပဲလွန်ခဲ့တဲ့မောဟလည်းဖြစ်သွားမှာပဲတတိလေးထားနေလိုက်တဲ့အခါကျတော့လွန်ခဲ့တဲ့တဏှာတွေမဖြစ်တော့လွန်ခဲ့တဲ့ဒေါသတွေမဖြစ်တော့ဘူးလွန်ခဲ့တဲ့မောဟတွေမဖြစ်တော့ကိုယ်စိတ်ကိုထိမ့်ပြီးသားဖြစ်သွားပြီကိုယ်စိတ်ထဲမှာဘလို့ဖြစ်နေတယ်ဆိုတာကိုသိမှလည်းပဲထိမ့်လို့ရတာမသိရင်ထိမ့်လို့မရဘူးသိတာကတတိအဲ့ဒီတတိလေးနဲ့သိပေးသွားရင်တမာရီဖြစ်လာတယ်တမာရီဖြစ်လာရင်သဘောပေါက်လာတယ်မှားတယ်မှန်တယ်လုံးသိတယ်မလုံးသိဘူးဒါတွေသဘောပေါက်လာတယ်အဲ့ဒီလိုသဘောပေါက်ခြင်းကိုပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့သဘောပေါက်လာရင်ကိုလုံးတဲ့အလုံးပေါ်မှာကိုပြောတဲ့အပြောပေါ်မှာကိုတွေးတဲ့အတွေးပေါ်မှာအဲ့ဒီပညာကပဲထိမ့်ချုပ်သွားတာပဲအထုတလည်းမိမိကသိကြကြီးကြိုးစားနေဖို့တော့မလိုဘူးတတိသမารိပညာတရား၃မျိုးပြည့်စုံလာရင်အဲ့ဒီတရားတွေကကိုပဲအလိုလိုထိမ့်ချုပ်ပြီးသားဖြစ်သွားပါတယ်အဲ့ဒီလိုထိမ့်ချုပ်လိုက်ရင်တဏှာဖြစ်เสียအာယုံတွေ့ပေမဲ့လို့လည်းပဲလွန်ခဲ့တဲ့တဏှာမဖြစ်တော့ဒေါသဖြစ်เสียအာယုံတွေ့ပေမဲ့လို့လည်းပဲလွန်ခဲ့တဲ့ဒေါသမဖြစ်တော့မောဟဖြစ်เสียအာယုံတွေ့ပေမဲ့လို့လည်းပဲလွန်ခဲ့တဲ့မောဟမဖြစ်တော့ကိုယ့်ကိုယ်ထိမ့်ချုပ်နိုင်သွားတယ်အဲ့ဒီလိုထိမ့်ချုပ်သွားနိုင်မယ်ဆိုရင်နောက်ဆက်တွဲဖြစ်တဲ့စိုးရင်ရမှုလည်းပဲအလိုလိုကင်းလာတယ်နဲလာတယ်ငိုကြွေးစရာတွေမျက်ရည်ကျစရာတွေဝမ်းနည်းစရာတွေပူဆွေးစရာတွေဒါတွေလည်းအလိုလိုနဲလာတယ်ကိုယ်ဆင်းရဲခြင်းတွေစိတ်ဆင်းရဲခြင်းတွေဒါတွေလည်းအလိုလိုနဲလာတယ်လက်တွေ့သာအသုံးချကြည့်ပါကိုယ်ဆင်းရဲခြင်းတွေစိတ်ဆင်းရဲခြင်းတွေအလိုလိုနဲလာပါတယ်ဆိုတာသဘောပေါက်လာပါလိမ့်မယ်အဲဒါကြောင့်လူမှုဘဝဝန်းကျင်မှာတတိပဋ္ဌာန်ကျင့်စဉ်တွေဘလောက်အထိကျေးဇူးပြုပေးနိုင်တယ်လဲဘလောက်အထိအသုံးဝင်တယ်လဲတတိပဋ္ဌာန်ကျင့်စဉ်ကိုလက်တွေ့ကျင့်ခြင်းအပြင်လူမှုဘဝဝန်းကျင်မှာဘလောက်အထိအသုံးကျတယ်လဲဆိုတာကိုဘုန်းကြီးယနေ့ပြောချင်တာကမိမိတဏ္ဍာမှာကာယကံအဖြစ်သွားတယ်လာတယ်နေတယ်ထိုင်တယ်စားတယ်တောက်တယ်ဒါလည်းမကသေးဘူးဓဝရ6ပါးနဲ့ပတ်သက်လို့မျက်စိကလည်းကြည့်တယ်နားကလည်းနားထောင်တယ်နှာခေါင်းကလည်းရှူရှိုက်တယ်လျှာကလည်းစားတယ်ကိုယ်ကာယကလည်းတွေးထိတယ်စိတ်ကလည်းတွေးတယ်ကြည့်တဲ့အလုပ်တိုင်းမှာတတိလေးထားနေပါနားထောင်တဲ့အလုပ်တိုင်းမှာတတိလေးထားပေးပါတတိထားပြီးတော့နားထောင်ပါတတိထားပြီးတော့ကြည့်ပါတတိထားပြီးတော့နားထောင်ပါဒီလိုဆိုလိုပါတယ်ရှုရှိုက်တိုင်းတတိလေးထားပြီးတော့ရှုရှိုက်ပေးပါစားတိုင်းတတိလေးထားပြီးတော့စားပါတွေးထိတိုင်းတတိလေးထားပြီးတော့တွေးထိပါ
တွေးတိုင်းသတိလေးထားပြီးတော့တွေးပါအဲ့ဒီအပေါ်မှာအမြဲတမ်းသိပေးနေမယ်သတိလေးထားပေးနေမယ်ဆိုရင်အမှားအမှန်အလိုလိုသဘောပေါက်လာပါလိမ့်မယ်လို့သိမလို့သိအလိုလိုသဘောပေါက်လာပါလိမ့်မယ်ကောင်းကျိုးဆိုးကျိုးတွေအလိုလိုသဘောပေါက်လာပါလိမ့်မယ်အဲ့ဒီလိုသဘောပေါက်လာပြီဆိုရင်မိမိတဏ္ဍာမှာပေါ်ပေါက်လာမဲ့ပညာတရားကမကောင်းတဲ့လုပ်ငန်းမကောင်းတဲ့အပြောမကောင်းတဲ့အတွေးတွေကိုအလိုလိုထိန်းချုပ်ပေးသွားပါလိမ့်မယ်အဲ့ဒီလိုထိန်းချုပ်ပေးသွားမယ်ဆိုရင်လူမှုဘဝဝန်းကျင်မှာမဖြစ်တဲ့နာတွေမဖြစ်တော့ဘူးဖြစ်တဲ့နာတွေပဲဖြစ်ပြီးတော့မဖြစ်တဲ့နာတွေမဖြစ်တော့ဘူးဆိုကြတဲ့ကိုကမကောင်းကျိုးတွေလည်းတဖြည်းဖြည်းလျော့သွားမှာပဲဖြစ်တဲ့နာတွေဖြစ်လာတဲ့အတွက်ကောင်းကျိုးတွေလည်းပဲတဖြည်းဖြည်းတိုးတက်လာမှာပဲမကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရောက်လာခြင်းသည်ဟောဒီသတိပဋ္ဌာန်ရဲ့လူမှုဘဝဝန်းကျင်မှာလက်တွေကျင့်စဉ်ရဲ့အကျိုးတရားပါပဲလို့အဲ့ဒီလိုသဘောပေါက်ပြီးတော့အရာရာတိုင်းမှာသတိလေးထားအရာရာတိုင်းမှာသိပေးနေပါအရာရာတိုင်းမှာကိုယ်စိတ်ကိုအကဲခတ်ပြီးတော့ကိုယ်တန်တန်ကိုယ်ကဲခတ်ပြီးတော့ကိုယ်တန်တန်ဘာဖြစ်နေတယ်ဘာတွေပြောနေတယ်ဘာတွေလုပ်နေတယ်ဘာတွေတွေးနေတယ်ဆိုတာကိုအမြဲတမ်းသိပေးလိုက်ပါအဲ့ဒီလိုသိပေးသွားနိုင်မယ်ဆိုရင်မြတ်စွာဘုရားဟောကြားတဲ့သတိပဋ္ဌာန်ကျင့်စဉ်သည်လူမှုဘဝလက်တွေဝန်းကျင်မှာလက်တွေအသုံးကျတဲ့ကောင်းကျိုးဖြစ်စေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါလိမ့်မယ်လို့ဘုန်းကြီးပြောချင်ပါတယ်။ဘုရားတပည့်တော်သိရှိလို့တဲ့ဝိပဿနာပိုင်းဆိုင်ရာဓမ္မမိကုများကိုဆရာတော်ဘုရားထံများတေချာကြားနာစွာဖြေကြားပြီးလို့ဘုရားတပည့်တော်တန်မိုးရှိနာကြားမှတ်သားရှင်းလင်းသွားပါပြီဘုရား။